မင်္ဂလာပါတာတို့သမီးတို့ဒီနေ့မှလည်းဆရာမချော်စုကတတမီမီတို့ကိုပုံမြင်ရှိတပုတ်ဖတ်ပြပေးမှာဖြစ်ပါတယ်ပုံမြင်လေးရဲ့နာမည်ကအံ့ပွေညီကို3ဦးတဲ့ဂျူးရိုးရာပုံမြင်တပုတ်ဖြစ်ပါတယ်ဒီပုံမြင်လေးကိုလည်းဆရာတန်လွင်မြင့်စူးစီးရေးသားထားတဲ့ကျွန်းတာယာတို့ရွက်လွှင့်ခြင်းနဲ့ကဘာအနှံ့မှာချစ်ချင်းမြတ်တာပုံမြင်များဆိုတဲ့စာအုပ်ထဲကနေကောက်နှုတ်ထားတာဖြစ်ပါတယ်ရှင်ဒါဆိုရင်ပုံမြင်လေးကိုနားထောင်ကြည့်လိုက်ကြရအောင်နော်တခါတော့ပေါ့ပဲစွန်စားသွားလာရတာကိုကြိုက်တယ်ညီကို3ဦးရှိတဲ့ကြည့်ရတော့သူတို့3ဦးဟာမတူညီတဲ့အရက်ဒေတာတွေကိုကိုစီသွားကြမယ်လို့ဆုံးဖြတ်ခဲ့ကြတယ်10နှစ်ကြာတဲ့အခါပြန်ဆောင်ကြပြီးထူးခြားစမ်းကြယ်တဲ့လက်ဆောင်တွေယူလာကြမယ်လို့လည်းသဘောတူခဲ့ကြတာပေါ့အကြီးဆုံးညီကိုဟာအနောက်ရက်ကိုခရီးထွက်သွားခဲ့တယ်မြို့တစ်မြို့ကိုရောက်တဲ့အခါသူဟာထူးခြားတဲ့အရာဝတ္ထုတွေကိုတွေ့ရတဲ့။ရက်လက်စရာကကြီးတဲ့ဂျွန်ဘာကစားသမားတွေကိုမြင်ရတာရင်သက်ရှုမောစရာပါပဲ။အကြီးဆုံးညီကိုဟာထူးခြားတဲ့အရာတွေကိုလှည့်ပတ်ကြည့်ရှုခံစားတဲ့။ဒီလိုထူးဆန်းတဲ့မြို့မှာလှည့်ပတ်ကြည့်ရှုနေတော့ရက်လက်စရာတယောက်ဟာဖန်ဘောလုံးကြီးတစ်ခုကိုကင်ထားတာကိုတွေ့လိုက်ရတယ်။ဒီဖန်ဘောလုံးဟာကဘာပေါ်မှာရှိတဲ့နေရာတွေကိုသူပြချင်ဟာပြနေတာပဲထူးခြားတဲ့နေရာအစုံကိုလည်းမြင်နေရတယ်ငါဒီဖန်ဘောလုံးကိုလိုချင်လိုက်တာငါညီကိုတွေကိုပြဖို့အတွက်ထူးခြားတဲ့အရာတစ်ခုပဲဒီတော့မျက်လက်စရာကိုသူကသွားမိလိုက်တယ်ဖန်ဘောလုံးကဘယ်လောက်လဲမင်းစီကဝယ်ပေးရစီပထမရောမျက်လက်စရာကမရောင်းချင်ဘူးဒါပေမဲ့လည်းအကြီးဆုံးညီကိုကအကြာကြီးပြောနေပြီးဈေးလဲတိုးပေးတာမို့နောက်ဆုံးရောင်းဖို့သဘောတူလိုက်ရတယ်။အခုခါမှာတော့ဖန်ဘောလုံးဟာအကြီးဆုံးညီကိုရဲ့ပစ္စည်းဖြစ်သွားပြီလေ။ဒုတိယညီကိုကတော့အရှိရက်ကိုခရီးထွက်လာခဲ့တယ်။ဘယ်ကိုပဲရောက်ရောက်စိတ်နှလုံးနဲ့မျက်လုံးကိုဖွင့်ထားလေရဲ့။ညီကိုရေစီယူဆောင်သွားဖို့ထူးခြားတဲ့လက်ဆောင်များဘာများရှိမလဲလို့လိုက်ရှာနေတာပေါ့တရက်တော့သူဟာဘုံကလေးတီးရင်ကော်စောတွေရောင်းချနေတဲ့ဈေးတယ်ကြီးတယောက်ကိုတွေ့ခဲ့တယ်ဘုံတန်ကြောင့်စိတ်ဝင်စားပြီးကော်စောဆိုင်ကိုဝင်ကြည့်လိုက်တယ်ဈေးတယ်ကြီးကဘုံတီးရင်အတန်ပြူတယ်ကော်စောတွေရောင်းတယ်ဗျို့တိတ်လာတဲ့အစင်မျိုးစုံကော်စောတွေပါလားသူကကော်စောတွေကိုလိုက်ကြည့်နေရင်တဲ့ကော်စောပုံကြီးရဲ့အောက်နာကကော်စောတစ်ချက်ကလှုပ်ရှားနေတာကိုတွေ့လိုက်ရတယ်။ဒီကော်စောကထူးဆန်းလာကြည်လား။ဒါကမော်ကော်စောပြန်ပဲ။တင်ကိုတွားကျင်တဲ့နေရာကိုခေါ်ဆောင်သွားပေးနိုင်တယ်။ဒုတိယညီကိုဟာကော်စောတဲ့ကြီးနဲ့ဈေးစကားပြောပြီးတဲ့နောက်မှာကော်စောပြန်ကိုဝယ်လိုက်တဲ့။ထူးခြားဆန်းကျယ်လာတဲ့လက်ဆောင်ကိုညီကိုတွေကိုပြဖို့ယူသွားနိုင်တော့မှာမို့သူဟာစိတ်ပျော်ရွှင်သွားခဲ့တယ်။အငယ်ဆုံးညီကိုကရောတောင်ရက်ကိုခရီးထွက်သွားတာပါ။ကျေးလက်တော်အရက်တခြားခရီးဆန်းခဲ့တယ်။သွားရင်လာရင်နဲ့သူ့ညီကိုတွေစီကိုယူသွားဖို့အတွက်ထူးခြားတဲ့အရာကိုလည်းရှာရသေးတယ်။တောင်ရက်ဟာထူးခြားဆန်းကျယ်တဲ့တောအုပ်ကြီးတွေကြောင့်ထင်ရှားတယ်လေ။တရက်တော့တတိယညီကိုဟာတတော်အုပ်တစ်ခုလေးကိုရောက်သွားတယ်။ရောက်သွားတဲ့အခါမှာထူးဆန်းနေတာကိုသူတတိထားမိတယ်။တစ်ပင်တစ်ပင်ကအခြားပင်တွေနဲ့ဒူကိုမတူပဲပုံတံထူးခြားနေတာတဲ့။တလဲသီးပင်ပဲ။လိမ္မော်နီရောင်အပွင့်တွေဝေစားလို့နေတယ်။ဒီလောက်ကြီးမားတဲ့အပင်ကြီးမှာတလဲသီးကတလုံးပဲသီးနေတဲ့ထူးခြားပါပဲသူဟာတလဲသီးကိုခူးယူလိုက်တယ်သူ့လက်ထဲကိုတလုံးနဲ့တော့တလဲသီးပါလာတာပေါ့ဒါပေမဲ့သူခူးလိုက်တဲ့နေရာမှာပဲနောက်ထပ်တလဲသီးတစ်လုံးအပင်မှာထွက်လာတယ်ပိုပြီးထူးခြားလာပြီပြီးတော့တလဲသီးရဲ့ထိပ်ဖြားကဆော်လမွန်ဘရင်ရဲ့တရက်ဖူနဲ့တောင်တူနေပါသေးရောလား
ဒီလိုထူးခြားတဲ့အရာကိုတခြားညီကိုတွေမြင်ဘူးအောင်ပြရမယ်ဆိုပြီးယူလာခဲ့လိုက်တယ်။သူထွက်သွားပြီ။နောက်ပြန်လှည့်ကြည့်တော့တလဲသေးပင်ကြီးမရှိတော့ဘူးလေ။ဒါဆိုတေးကြပြီ။ဒါဟာပေါ်တလဲသေးပင်ပဲ။ဒီလိုနဲ့10နှစ်တာကာလပြည့်သွားခဲ့တယ်။ညီကိုတွေဟာတိုင်ပင်ထားကြတဲ့အတိုင်းပျော်ရွှင်စွာပြန်ဆောင်ကြတာပေါ့။သူတို့ဟာခရီးစဉ်အတွင်းမှာရရှိခဲ့ကြတဲ့ထူးခြားစမ်းကြယ်ပစ္စည်းတွေကိုစိတ်အားထက်သန်စွာနဲ့ပြသကြလေရဲ့။စမ်းကြယ်လာပါပဲဆိုပြီးညီကိုတွေဟာအပြန်အလှန်လဲချီးကျူးကြသေးတယ်။အကြီးဆုံးညီကိုကပြောတယ်။ကဲကွာဟန်ဘောလုံးတွေကနေဘာမြင်ရလဲကြည့်လိုက်အောင်မယ်။သူတို့ဖန်ဘောလုံးကိုကြည့်လိုက်ကြတဲ့အခါအထဲမှာစိတ်မကောင်းစရာမြင်ကွင်းတစ်ခုကိုမြင်လိုက်ရတယ်။သူတို့စီကနေဝေးကွာလာတဲ့ဘရင်နိုင်ငံတစ်ခုကမင်းသမီးလေးတဦးဟာအပြင်းအထန်ဝေဒနာနဲ့တေအံ့မူမူခံစားနေရတာလေ။ညီကိုတို့ငါတို့သူ့ကိုကူညီမဖြစ်မယ်။အကြီးဆုံးညီကိုကပြောလိုက်တယ်။ကဲဒါဆိုလဲမြန်မြန်လာကြဟဲ့။ဒုတိယညီကိုကပြောတယ်။သူတို့ဟာဒုတိယညီကိုရဲ့ကော်စောပြန်ပေါ်ကိုတက်လိုက်ကြတယ်။ဝေးကွာလာတဲ့တိုင်းနိုင်ငံကိုကော်စောပြန်ကြီးနဲ့သွားတာစက္ကန့်ပိုင်းလောက်ပဲကြာတတ်တယ်။တော်ဝင်နန်းတော်ကြီးထဲမှာတိုင်းနိုင်ငံရဲ့ဘုရင်ကြီးဟာပူဆွေးဝမ်းနေနေတယ်။သမားတော်တိုင်းကိုခေါ်ယူပြီးကုသခဲ့ပြီမယ်။သမီးတော်လေးဟာမတတ်တာပဲခုဆိုရင်ဝေဒနာဖြစ်စည်းနှိပ်စက်မှုကိုအပြင်းအထန်ခံစားနေရရှာတယ်။မင်းသမီးလေးတို့မျောလင်းချက်မရှိတော့ဘူးထင်ပါရဲ့။ဘုရင်ကြီးကတိုင်းပြည်ကိုကြေညာထားတယ်။သမီးတော်လေးရဲ့အသက်ကိုကယ်တင်နိုင်သူဘသူကိုမဆိုတိုင်းပြည်ရဲ့တဝက်ကိုပေးမယ်။အမျိုးသားဆိုရင်သမီးတော်လေးနဲ့လက်ဆက်ပေးမယ်တဲ့။တက်ကြီးအညီကိုရဲ့နားထဲမှာအတန်တခုကြားရောက်လာခဲ့တယ်။မော်တလဲသည်ညီကို3ယောက်ဟာနန်းတော်ကိုတွားခဲ့ကြတယ်။တက်ကြီးအညီကိုကသူကုသကြည့်လို့ရမလားဆိုပြီးဘုရင်ကြီးထံမှာဖွင့်တောင်းတယ်။ဘုရင်ကြီးဟာသမီးတော်လေးအတွက်အသက်ရှင်လို့ရှင်ညာတိုင်းတစ်ပါးသားညီကို3ယောက်ကိုကုသခွင့်ပြုလိုက်တဲ့။မင်းသမီးလေးဟာသူ့ရဲ့အဆောင်ခန်းမထဲမှာလဲလျောင်းနေရတယ်။ကြက်ကြီးအညီကိုကသူ့ရဲ့မော်တလဲသီးကိုထုတ်ပြီးမင်းသမီးကိုစားစေတယ်။ညီရဲ့ချိုမြနေတဲ့တလဲသီးအဖက်လေးတွေကိုတစ်ခုချင်းမင်းသမီးလေးကိုကျွေးတဲ့လေ။တော်များများစားပြီးလို့စက္ကန့်အနည်းငယ်အတွင်းမှာပဲမင်းသမီးလေးဟာအာရင်နေပြေဝလာခဲ့တယ်။ဖြူရော့နေတဲ့မင်းသမီးလေးရဲ့ပါးတွေဟာသွေးရောင်ပြန်လွှမ်းလာတဲ့။တိတ်မကြခင်မှာမင်းသမီးလေးဟာထထိုင်လိုက်တယ်။သူကျမ်းမာရေးကောင်းသွားပြီပေါ့။ဘုရင်ကြီးနဲ့မင်းသမီးလေးဟာလေပျော်လွန်းလို့ဖတ်ထားကြတယ်။ငါသမီးကိုကယ်ခဲ့တဲ့သူကလက်ဆက်စေလို့ဘုရင်ကြီးကအမိန့်တော်ချလိုက်တယ်။သူ့ရဲ့သမီးတော်လေးနဲ့လက်ထပ်ခွင့်ပြုလိုက်တာပေါ့။အဲ့ဒီမှာညီကို3ယောက်ရန်ဖြစ်ကြတော့တာပါပဲ။3ယောက်လုံးကမင်းသမီးလေးကိုလက်ဆက်တဲ့သူဟာသူတို့ပါလို့ပြောနေကြတာလေ။အကြီးဆုံးညီကိုကပြောတယ်။ငါရဲ့မော်ဖန်လုံးသာမပိုင်မင်းသမီးလေးနေမကောင်းဖြစ်နေတာကိုတော့သိကြမှာမဟုတ်ဘူး။ဒါကြောင့်ငါကသာမင်းသမီးလေးရဲ့ဖူးစာရှင်တဲ့ဒီလိုပြောလိုက်တယ်။ဒုတိယညီကိုကသူပြောတာကိုသဘောမတူပါဘူး။ငါရဲ့ကော်စောပြန်ကြောင့်တာလေအလင်းမြန်ရောက်လာကြတာလေဒီလိုမှမဟုတ်ရင်မင်းသမီးလေးသေရမှာပေါ့အဲ့ဒီလိုပြောရင်းနဲ့သူကသာလေမင်းသမီးလေးနဲ့လက်ထပ်ပေးတဲ့သူလို့ဆိုပြန်တယ်ဒီတော့တက်ကြီးကညီကိုကလည်းပြောတယ်ငါရဲ့မော်တလဲသီးဆေးစွမ်းချောင်းတာသူပြန်ချလာနိုင်ခဲ့တာပဲငါသာလေသူ့ရဲ့ကျင်းရတော့ဖြစ်တဲ့နေဒီတစ်ခါတော့အမြဲတမ်းညီညွတ်တဲ့ညီကို3ဦးဟာမညီညွတ်ကြတော့ဘူးလေညီကို3ဦးစလုံးဟာတော်တယ်ရုပ်ရည်ချောမောတယ်ဒီတော့ဘရင်ကြီးက
ဘသူကိုပို့ပြီးသဘောတူရဲဆိုတာလည်းမရှိဘူးနောက်ဆုံးတော့ဘယင်ကြီးကဒီလိုဝင်ဆုံးဖြတ်ပေးလိုက်တယ်ကဲတားတို့သမီးတို့ရေဘယင်ကြီးကမဆုံးဖြတ်ပေးခင်တားတို့သမီးတို့ကအရင်ဦးဆုံးစဉ်းစားကြည့်ကြပါဦးမင်းသမီးလေးနဲ့လက်ချက်ပေးတဲ့သူဟာဘသူဖြစ်မယ်လို့ထင်လဲအကြီးဆုံးညီကိုလားဒုတိယညီကိုလားတတိယညီကိုလားမော်ဖန်လုံးပိုင်ရှင်လားကော်စောပြန်ပိုင်ရှင်လားဒလဲသီးပိုင်ရှင်လားဘသူဖြစ်မယ်လို့ထင်လဲဘာကြောင့်လဲဘယင်ကြီးရောဘယ်လိုဝင်ပြီးတော့ဆုံးဖြတ်ပေးလိုက်လဲဆိုတာနားထောင်ကြည့်ကြရအောင်နော်သမီးတော်လေးရေမင်းဟာလှပတဲ့အပြင်ဉာဏ်ပညာလည်းရှိသူဖြစ်တယ်တဒိုးသား3ဦးတည်းကဘသူကများသမီးတော်ရဲ့လက်တွဲပေါ်ဖြစ်တဲ့တယ်လေကွယ်မင်းသမီးလေးကိုလှမ်းမေးလိုက်တာပါဒီတော့မင်းသမီးလေးကအကြီးဆုံးညီကိုမေးလိုက်တယ်တင်ဒီတိုင်းမီကိုရောက်လာတော့မော်ဖန်ဘောလုံးကပြောင်းလဲသွားသလားမပြောင်းလဲပါဘူးအကြီးဆုံးညီကိုကပြန်ဖြေတယ်သူဟာဖန်ဘောလုံးကိုထုတ်ကြည့်တိုင်းပြည်အနှံ့ကနေရာတွေကိုမြင်နေရတော့မယ်လေဒီတော့မင်းသမီးလေးကဒုတိယညီကိုမေးပြန်ရောဒီတိုင်းပြည်ကိုရောက်တော့တင့်ရဲ့ကော်စောပြန်ကတခုခုပြောင်းလဲသွားတာရှိပါသလားဒုတိယညီကိုကလည်းပြန်ဖြေတယ်မပြောင်းလဲပါဘူးအရင်လိုပဲပြန်တန်းသွားနိုင်တော့မှာပဲနောက်ဆုံးတော့တတိယညီကိုမင်းသမီးလေးကမေးပြန်တယ်တင့်ရဲ့မော်တလဲသီးကရောပြောင်းလဲသွားပါသလားပြောင်းတာပေါ့မင်းသမီးလေးရဲ့ငါရဲ့မော်တလဲသီးကိုမင်းကိုခွဲကျွေးလိုက်တယ်လေငါမှအရင်လိုဘယ်ရှိပါတော့မလဲသူကအခုလိုပဲပြန်ဖြေလိုက်တော့မင်းသမီးလေးကသူ့ရဲ့ဆုံးဖြတ်ချက်ကိုကြေညာလိုက်တော့တယ်အငယ်ဆုံးညီကိုလက်ဆက်ပါမယ်ဘာဖြစ်လို့လဲဆိုတော့ကျမအတွက်လှုပ်ဆောင်ပေးခဲ့တဲ့သူတွေထဲမှာသူကအစွန့်လွတ်ရဆုံးဖြစ်လို့ပါပဲဘယင်ကြီးနဲ့ညီကိုတွေဟာမင်းသမီးလေးရဲ့ဉာဏ်ပညာကိုချီးကျူးပြီးသူ့ရဲ့ဆုံးဖြတ်ချက်ကိုလည်းလက်ခံကြတယ်ဟုတ်ကြပေါ့အငယ်ဆုံးညီကိုရဲ့မော်တလဲသီးကကုံတလောက်ရှိသွားပြီလေကျန်ညီကိုတွေကလည်းသဘောတူလိုက်ကြတယ်ဘယင်ကြီးကလည်းဝမ်းမြောက်သွားခဲ့ရတာပေါ့ညမကြခင်မှာပဲအငယ်ဆုံးညီနဲ့မင်းသမီးလေးကိုပျော်စရာကောင်းတဲ့မင်္ဂလာပွဲလေးကျင်းပပေးလိုက်ကြတယ်ခုချိန်ကစားပြီးညီကို3ယောက်နဲ့မင်းသမီးလေးကိုငါရဲ့တော်ဝင်အကြံပေးပညာရှိသူများအဖြစ်ခန့်အပ်လိုက်တယ်လို့ဘယင်ကြီးကအမိန့်ချလိုက်လေ။ဘုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။အဲတော့တတမီမီတို့ဖြည့်ကြည့်ထားတဲ့အဖြေလေးနဲ့မင်းသမီးလေးရဲ့ဆုံးဖြတ်ချက်လေးနဲ့တူလားဆိုတာကိုလည်းပြန်ပြီးတော့စမ်းစစ်ကြည့်ကြပါတော့။နောက်နေ့ဒီမှာလည်းမတူတဲ့ပုံမြင်လေးတွေနဲ့အတူပြန်လာခဲ့ပါမယ်ရှင်။